ကျမခုဖတ်ပြမယ်စာအုပ်လေးရတော့စာရေးဆရာမဂျာနေကျော်မမလေးရဲ့သူ့လိုမိန်းမဆိုတဲ့စာအုပ်လေးဖြစ်ပါတယ်ရှင်ခန်းတဲ့ဦးချစ်ဆွေသည်ဒရိုက်ဘာအားကားကိုအမြန်ရက်စီဝန်ခိုင်လန်းထိပ်ရှိတမီးတိုင်အောက်တွင်လူနှစ်ဦးထွေးလုံးရစ်ပတ်နေသည့်အတွက်ကုညီရန်ပြေးသွားလိုက်သည်ဦးချစ်ဆွေအနီးသို့ကပ်မလာခင်ထွေးလုံးတပ်ပုတ်နေကြသောလူတို့နှင့်ဦးချစ်ဆွေပြေးလာလင်လာခြင်းနှစ်ဦးစလုံးပင်ထိုနေရာမှလူဒါယုံကြီးဘက်သို့ဖနှောက်နှင့်တင်ပါတရားသိကြအောင်ပြေးကြလေ၏ဦးချစ်ဆွေသည်မိတိုင်အောင်၌ထွေးလုံးနေကြသည်ကိုမြင်ရသည့်အတွက်လူစိုးလက်ထဲလူကောင်းရောက်နေသည့်အထင်ရှိ၍ကုညီရန်ပြေးလာခဲ့ရာတက်တက်ဆင်လွဲရည်နေ၏မိတိုင်အောက်သို့ရောက်လျင်ရောက်ခြင်းခက်ခက်ညာညာရှိလာသည့်တည်ရည်တစ်တာကြီးတစ်လုံးသာနှင့်မြေကြီးပေါ်တွင်ငြိမ်ငြိမ်တက်တက်ကလေးနှင့်မိခန့်လျက်ရှိနေ၏တအားကျုံ၍အစွမ်းကုန်ပြေးသွားကြသောလူနှစ်ယောက်ကိုတမီးရောင်ဖြင့်မျှော်ကြည့်ရင်းလက်ဆက်သက်သောတခိုးနှင့်တဝက်ကိုဟုခေါင်းရှိ၍သွားလေ၏ခရီးသွားရင်တည်ရည်တစ်တာကြီးကိုကောက်ရတော့မည်ယနေ့ညသည်အိမ်ကကားနှင့်လာခဲ့သည်မှာရန်ကုန်လေးသို့သွားမည်ခရီးမဟုတ်ပဲဘိုးတထောင်စိတ်တွင်နနက်ထွက်မည်တင်မောကြီးပေါ်သို့ဆင်း၍သွားရသည့်ခရီးရှည်ကြီးဖြစ်လေ၏ခရီးသွားတလန်ခရီးသွားမတ်တပ်တွင်တည်ရည်တစ်တာကြီးကိုရဘိုးနှစ်ကောင်အပ်၍သွားကြလေသည်ဖြင့်မိမိမှာကောက်ရတော့မည်ကောက်ဖဲထားခဲ့ရှောင်ခဲ့ရည်လွယ်မဖြစ်ဥစ္စာရှင်ကိုကြော်ညာစုံစမ်း၍မိမိသာလျှင်ပြန်ပေးနိုင်သူတဦးဖြစ်ခြင်းကြောင့်ကောက်ရန်တာဝန်ရှိသည့်အတိုင်းကောက်လိုက်ရလေ၏ညာရင်းချင်းပဲဥစ္စာရှင်နှင့်တွေ့ကြကဥစ္စာရှင်နေရာကိုသိနေယခုပင်လိုက်၍ပေးလိုက်မည်သာဖြစ်၏ယခုတော့ဥစ္စာရှင်ကိုညာရင်းချင်းလည်းလိုက်မရှာနိုင်ပဲကောက်တာကောက်ခဲ့ရတော့လေမနက်ထွက်မည်ခရီးလမ်းတွင်ဝင်ထုတ်ဝင်ပိုးပိုလာခြင်းကိုသဘောမကျနိုင်တိုင်းဂျပူးနှကောင်ကိုရေရွတ်ရင်းတည်ရည်တက်တာကိုကားပေါ်သို့တရွတ်ဆွဲတင်လိုက်လေ၏မန္တလေးအစံတင်မော်ကြီးကတရွရွခုံမောင်း၍နေ၏ကိုလုံးကိုယ်တည်းကြီးမား၍ဝင်ကလည်းများသဖြင့်တရွရွသာသွားနိုင်ရာခီးတဲ့များအတွက်ကြီးဖွယ်ရာကြီးဖြစ်ပေ၏အခန်းတွင်အဖော်မပါတကူတဲ့ဦးကမ်းမှစီးနေလိုက်ပါခဲ့လေရာအပြင်ဘက်မှခီးတဲ့များကဲ့သို့စူးညံစွာစားတောက်ပျော်ပါ၍ခရီးရှိကြီးကိုမိဖြောက်ရမရနိုင်သည့်အထဲမှတမောအောက်ကရေတိမ်ရေနက်ကျိုးပြည့်၍တိုင်းရသောကလားဤဘနက်လက်မဘနက်ပေကိုညင်းညင်းငွေ့ငွေ့ကြီးတန်ပေးနေသည့်အတွက်ကြောင့်ပို၍ပင်ပြင်းရည်လျက်လာလေ၏တမောလက်တန်းသို့မိလျက်မျက်စိအောက်မှတော်တော်နှင့်မပြောက်ကွယ်နိုင်သောရှုမြော်ခဲများကိုရက်ကြည့်နေရမှမျက်စိညောင်းလာခြင်းကြောင့်မိမိအိတ်ခမ်းသို့ဝင်လာခဲ့လေ၏အပေါဝါသို့ဝင်လျင်ဝင်ခြင်းမိမိညကယူခဲ့သောတစ်တာကြီးကိုသွား၍မြင်လိုက်၏တစ်တာ၏အဖုံးအစောမှာပိန်ချိုက်လျက်ချက်များပင်ကန်ပွင့်လျက်ရှိနေသည်ကိုတွေ့ရလေ၏ဤတွင်စောစောကထိုင်းမိုင်းနေသည့်စိတ်များလုံးလုံးပပျောက်သွားလျက်ဂရင်အောက်ကတစ်တာကိုဆွဲထုတ်လိုက်လေ၏